မှန်မှန်လေးသာရွတ်သွားခဲ့ရင်ဘယ်နှစ်ဆိုရင်ငါသည်8400တစ်ကြိမ်ဘယ်နှစ်ဆိုရင်8400 3ကြိမ်ဆိုရင်တကားပိတ်ပါပြီအပယ်ပိတ်ပြီဗျာတဲ့3ကြိမ်သာအောင်သွားခဲ့ရင်မရွတ်ဖဲနဲ့မနေနိုင်တော့ဘူးတဲ့မရွတ်ရရင်အိတ်မပြောတော့ဘူးဘလောက်ကြိုးစားအေးအဲ့ဒီအခါနတ်ကောင်းနတ်မြတ်တွေကဝိုင်းပြီးကူညီတဲ့အတွက်ရွတ်ဖြစ်မှပဲအိတ်ဖြစ်တော့တယ်အဲ့ဒီတော့မှအိမ်မက်ကောင်းရာကောင်းနေနဲ့အကျိုးပေးကောင်းနေနဲ့အောင်မြင်မှုတွေသက်တိုက်ရပါလိမ့်မယ်ဗျာလူပေါင်းလောကမှာဗုဒ္ဓသာသနာကြီးအဲ့ဒီတော့မှထွန်းကားမှာတဲ့အခုဘုန်းကြီးယဟန်တွေကသာသနာစောင့်နေလို့မရဘူးနော်သားတို့သမီးတို့ဗုဒ္ဓဘာသာဝင်တွေကကိုယ့်မိသားစုကိုစောင့်ရှောက်ရမယ်တရဏဂုံနဲ့စောင့်ရှောက်ရမယ်ပထမဦးဆုံးကိုလုံခြုံအောင်တရဏဂုံတည်ရမယ်ပြီးရင်မိသားစုလိုက်မနဲ့အိယာထတာနဲ့အကုန်ထလာဟိတို့ရွတ်ပြီးတော့